ဒီနေ့သာသနာတော်နှစ်2565ခုဩဇာနှစ်1383ခုဝါကောင်လာပြီရော9ရက်2021ခု8လပိုင်း29ရက်တောက်ကြနေ့နနခင်းခါကာလကွယ်လွန်သူများဖြစ်ကြတဲ့ကိုစိန်ထုံးဝဲမထေးထေးလှိုင်မတန်တန်ဝဲကိုမျိုးသိန်းနဲ့ကွယ်လွန်သွားကြပြီဖြစ်တဲ့တငယ်ချင်းများအားရည်စူးပြီးတော့1984ခုရန်ကုန်တက္ကသိုလ်ဥပဒေကျောင်းသားကျောင်းသူများကကွယ်လွန်သွားကြတဲ့တငယ်ချင်းတွေကိုအကြောင်းပြုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုများပြုလုပ်ပြီးတော့အမြတ်တမ်းပေးဝေတဲ့ကုသိုလ်ပွဲလေးပေါ့နော်အခုလိုကွယ်လွန်သွားကြတဲ့ပုဂ္ဂိုလ်တွေကိုအကြောင်းပြုရည်စူးပြီးတော့ကုသိုလ်လုပ်ကြတဲ့အနေအထားလေးမှာဘုန်းဘုန်းတို့ဘလို့တရားစကားမျိုးကိုပြောကျင်တော့ဆိုတော့ခုကာလနဲ့အထူးသဖြင့်အသုံးတဲ့မဲ့တရားလေးတစ်ပုဒ်ပေါ့အဲ့ဒါပါလဲဆိုတော့မိမိတို့ရဲ့စိတ်ကိုတောကပရိဒေဝတွေမနှိမ့်ဆက်အောင်နှိမ့်ဆက်ရင်လည်းပဲလျှော့နေအောင်ကိုယ့်ရဲ့စိတ်ကိုဖြေနိုင်ဖို့ယောဂဗျာကြောင့်တည်ဆုံးကြတဲ့ပုဂ္ဂိုလ်တွေတည်ဆုံးသွားကြတဲ့ပုဂ္ဂိုလ်တွေထက်ကြံရစ်ကြတဲ့ပုဂ္ဂိုလ်တို့ရဲ့ပူဆွေးမှုဆင်းရဲမှုပင်ပန်းမှုဒါတွေဟာလည်းပဲကုစားဖို့လိုအပ်တဲ့အနေအထားတစ်ခုနော်ယောဂါကိုပြောင်းအောင်ယောဂါကိုနေပါအောင်ကုစားဖို့လိုသလိုခွဲခွာသွားကြလို့တည်သွားကြလို့ကြဲကြတဲ့ပုံကိုယ်တွေရဲ့ရင်ထဲမှာတောက်လောင်နေတဲ့တောကမိပဋိဒေဝမီးတွေကိုလည်းပဲနေပါအောင်နောက်ဆုံးငြိမ့်သွားအောင်အဲ့ဒါကိုလည်းပဲယောဂါလိုသဘောထားပြီးတော့တက်တာအောင်ပျောက်ကင်းအောင်ကုစားနိုင်ဖို့လည်းပဲလိုမေးပေါ့နော်ဒါဗမာလိုဘုံဘုံတို့ဖြည့်တယ်ဆိုတဲ့စကားလုံးလေးတည်ဆုံးသွားမှုကြောင့်ကြံ့ကြတဲ့ပုံကိုယ်တွေကိုဘေးကနိစ္စရာတွေကတက်တာရအောင်ဖြည့်ပါကွယ်လို့တယောက်တယောက်ဖြည့်ဆိုပြီးတော့ခိုင်းတယ်ရှိနော်အဲ့တော့ဒီဖြည့်ဆိုတဲ့စကားလေးကတဘာဝကြကြစဉ်းစားရင်ငိုတုံးကခြီးထားလို့ဖြည့်ခိုင်းတဲ့သဘောပေါ့နော်ခြီးထားလို့ကျိုးနဲ့ခြီးထားလို့တုတ်ထားလို့နှောင်ဖွဲ့ထားလို့ဒါကိုဖြည့်လို့ခိုင်းတဲ့သဘောမျိုးအဲ့တော့ဘုံဘုံတို့ပုထုဇဉ်တတ္တဝါတွေမှာအချင်းချင်းတယောက်ပေါ်တယောက်ပြီးတော့မိမိခန္ဓာကိုယ်ပေါ်အဲ့ဒါလိုအာယုန်တွေရဲ့ပုံမှာဘဝတွေရဲ့ပုံမှာတန်ရောစဉ်နှောင်ကြိုးတွေနဲ့ခြီးနှောင်ထားကြတာတွေရှိဟုတ်လားအဲ့ဒီတန်ရောစဉ်နှောင်ကြိုးတော့ခြီးနှောင်ထားတဲ့အနေထားခိုင်မာလေးလေးတင်းကျပ်လေးလေးခွဲခွာရတဲ့အခါကာလမျိုးမှာပြင်းပြင်းထန်ထန်ခံစားရလေးလေးပဲပေါ့ဒါကြောင့်မိမိတို့ရဲ့တန်တာမှာခံစားနေရတဲ့ဒီတောကပရိဒေဝတွေကိုလျှော့နေစေခြင်းနဲ့ဆိုရင်အကြောင်းတရားဖြစ်တဲ့တန်ရောစဉ်နှောင်ကြိုးတော့တင်းကျပ်နေတာတွေကိုပထမအဆင့်လျှော့နိုင်ဖို့လိုမယ်ပေါ့နော်နောက်ဆုံးလုံးဝလွတ်လပ်သွားခြင်းလည်းဆိုရင်တော့ခြီးထားတာကိုဖြည့်ပြလိုက်ဖို့လိုတယ်ပေါ့ဟုတ်လားအဲ့တော့ဘုံဘုံတို့ဒီတဘဝတည်းနဲ့တန်ရောစဉ်ကြိုးတွေကိုလုံးဝပြတ်တောက်သွားအောင်ဖြည့်ပြနိုင်ဖို့ဆိုတာတော့သိမလွယ်သေးဘူးပေါ့သို့တော်လည်းပဲတင်းကျပ်နေတဲ့အနေအထားကိုလျော့သွားအောင်တော့လုပ်နိုင်ကြလိမ့်မယ်လို့ထင်ပါတယ်ဟုတ်လားအဲ့ဒါလိုလျော့သွားမယ်ဆိုရင်ကိုပဲအတော်တန်တတ်တာခွင့်ရကြမယ်ပေါ့နော်ဒါကြောင့်မိမိတို့ရဲ့စိတ်ကိုဖြည့်တတ်ဖို့ဒီကနေ့နိုင်ရွယ်လောက်အချိန်ယူပြီးတော့ဘုံဘုံတို့ပြောပါမယ်အဲ့တော့စိတ်ကိုဆင်းရဲအောင်ပင်ပန်းအောင်နော်နှိမ့်ဆက်နေတဲ့အရာတွေဟာဘာတွေလဲလို့မေးရင်စက်မိနေတဲ့စကားအတိုင်းပြောမယ်ဆိုရင်တော့ဇာကဒေါသမောဟအစရှိတဲ့တန်ရောစဉ်တရားတွေကချီနှောင်ထားလို့ဟုတ်လားအဲ့ဒါကိုဘုံဘုံတို့ဘယ်ပုံဘယ်နည်းလျှော့နေအောင်လုပ်မလဲဘယ်လိုဖြည့်မလဲလို့မေးရင်အစွမ်းအထက်ဆုံးနီလန်းကတော့ယောနိတော်မနတိကာရ
ယောနိသောမနတိကာရဆိုတဲ့စကားလုံးလေးကလူတိုင်းနားထဲမှာရှင်းပါပြီးသားအတိပ္ပယ်လည်းအထိုက်လျောက်ရိပ်မိပြီးသားပေါ့နော်ယောနိသောမနတိကာရဆိုတာဘာလို့တင်လျောက်ပတ်မှန်ကန်စွာနှလုံးသွင်းဆင်ခြင်နိုင်တာပို့ပြီးတော့ရှင်းအောင်ပြောရရင်တဘာဝတရားတွေရဲ့ပုံမှာအမှန်အတိုင်းသိအောင်မြင်အောင်ကြိုးပမ်းအားထုတ်ပြီးတော့သိတဲ့မြင်တဲ့သဘောနော်အမှန်တွေကိုမြင်နိုင်တာဖြစ်နေတဲ့သဘာဝတရားတွေရဲ့အနေအထားမှန်တွေအခြေအနေမှန်တွေဖြစ်ရမှန်တွေကိုစိတ်ထဲကမှန်မှန်ကန်ကန်မြင်နိုင်တာသိနိုင်တာဆင်ခြင်နိုင်တာနှလုံးသွင်းနိုင်တာအဲ့ဒါကိုဘာခေါ်တော့ယောနိသောမနတိကာရအဲ့ဒါသဘာဝတရားတွေရဲ့အမှန်သဘောသဘာဝတွေအများကြီးပဲအဲ့ဒါတွေကိုဤမျိုးစုံနဲ့ဘုံဘုံတို့ဆင်ခြင်နိုင်မယ်ဆိုရင်ယောနိသောမနတိကာရများစွာဖြစ်နိုင်တယ်ပေါ့ကျမ်းစာတွေထဲမှာတော့ယောနိသောမနတိကာရကိုအကျဉ်းမြင့်၅မျိုးပြောထားတာရှိတယ်ကံရဲ့အကျိုးကိုစဉ်းစားဆင်ခြင်နိုင်ခြင်းကိုယ်ဘဝရဲ့ကောင်းခြင်းဆိုးခြင်းချမ်းသာခြင်းဆင်းရဲခြင်းဟာကိုယ်လှုပ်ထားတဲ့လုပ်ရပုံမှာပဲအဓိကမူတည်တယ်ဆိုတဲ့တဘာဝလောကကြီးရဲ့အမှန်တရားကိုသိနိုင်မြင်နိုင်နားလည်နိုင်ပြီးတော့ဆင်ခြင်နှလုံးသွင်းနိုင်တာအဲ့ဒါအခြေခံကြသောယောနိသောမနတိကာရချမ်းသာတာပဲဖြစ်ဖြစ်ဆင်းရဲတာပဲဖြစ်ဖြစ်ဆင်းပြေတာပဲဖြစ်ဖြစ်မပြေတာပဲဖြစ်နေတဲ့အနေအထားတွေအကုန်လုံးဟာကိုယ့်ရဲ့လက်ရခြေရာတွေကြီးပဲကိုယ်လှုပ်ထားတဲ့အလုပ်ရဲ့ကိုပြောထားတဲ့အပြောရဲ့ကိုတွေးထားတဲ့အတွေးရဲ့အကျိုးရလဒ်တွေကြီးပဲလို့အဲ့ဒါလို့စဉ်းစားဆင်ခြင်တာဒါအခြေခံကြသောယောနိသောမနတိကာရနောက်ထပ်အစစ်မြင့်ယောနိသောမနတိကာရ၄မျိုးရှိသေးတယ်အဲ့ဒါပါလဲဆိုတော့အလွယ်မှတ်ရအောင်ပြောပြမယ်နော်အနိစ္စဒုက္ခအနတ္တအတုပဆိုတဲ့ဒီဘဝရဲ့ဒီခန္ဓာရဲ့ဒီလောကရဲ့အမှန်တရားကြီး၄မျိုးကိုသိမြင်နားလည်အောင်ကြိုးပမ်းအထောက်ပြီးတော့ဆင်ခြင်နိုင်တာနှလုံးသွင်းနိုင်တာသုံးသပ်နိုင်တာဟုတ်လားဘာဖြစ်လာလို့မှမတည်မြဲဘူးကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်စိတ်တိုင်းကြတရားပဲဖြစ်ဖြစ်စိတ်တိုင်းမကြတရားပဲဖြစ်ဖြစ်အပေါ်ယံကြည့်ရင်ကွဲပြားခြားနားနေပြီမယ်လို့တကယ်လေးလေးနက်နက်ကြည့်ရင်ဖြစ်ရတိုင်းဟာဒီလိုပဲတခဏလေးချင်းဖြစ်ပြီးတော့ပျောက်ကွယ်သွားကြတာကြီးပဲတဘာဝတရားကြီးကဆိုးတာကိုတော့ကြာတီးမယ်ကွာကောင်းတာကိုတော့ကြာမတီးဘူးဒါမှမဟုတ်ကောင်းတာကိုတော့ကြာတီးသေးမယ်ကွာဆိုးတာကိုတော့မတီးသေးဘူးလို့မျက်နှာလိုက်တာတွေဘာမှမရှိဘူးဖြစ်လာတဲ့တရားတိုင်းဟာတခဏချင်းပဲတူညီစွာပဲပျောက်ကွယ်သွားကြရတယ်အနိစ္စအချက်ပေါ့နော်အဲ့ဒါကိုဆင်ခြင်နိုင်တဲ့နှလုံးသွင်းနိုင်တယ်ဆိုရင်ဒါအစစ်မြင့်တဲ့ယောနိသောမနတိကာရဒါကဆင်ခြင်နိုင်ဖို့နှလုံးသွင်းနိုင်ဖို့ဆိုရင်ထိုက်တဲ့လောက်သိအောင်မြင်အောင်လဲလှုပ်ထားမှဆင်ခြင်နိုင်တာကိုဟုတ်လားအိဋ္ဌပြီးတော့ဘာတော့ဒုက္ခဖြစ်နေတဲ့သဘာဝတရားတွေရဲ့ကောင်းမွန်တဲ့သဘောမဟုတ်ပုံနော်ဖြစ်ပြီးတော့မရှိတော့တဲ့သဘာဝဟာအကောင်းမဟုတ်ဘူးဆိုတာကိုနားလည်ဖို့ဒါကအနိစ္စကိုနားလည်မှဒုက္ခကိုနားလည်နိုင်တာဒီနေရာမှာဘုန်းဘုန်းတို့ဒုက္ခဆိုတာကအဆင့်၃မျိုးရှိတယ်အတိပ္ပယ်၃မျိုးလောက်နားလည်စေခြင်းနဲ့အဲ့ဒါဘာလို့ဆိုတော့ဒုက္ခဝေဒနာရဲ့ဒုက္ခလက္ခဏာရဲ့ဒုက္ခသစ္စာရဲ့ဒါစိတ်ထဲပေါ်တာလေးပြောကြည့်ဒုက္ခဝေဒနာရဲ့ဒုက္ခလက္ခဏာရဲ့ဒုက္ခသစ္စာရဲ့ဒုက္ခဝေဒနာဆိုတာကထင်ရှားပါတယ်။အော်ဟဲ့ညည်းညူနေရလောက်အောင်ကိုထင်ရှားတယ်ခန္ဓာကိုယ်မှာအစင်မပြေမှုတစ်ခုခုကြောင့်တော့ခံစားရတဲ့သဘောဒုက္ခဝေဒနာဟုတ်လားဒုက္ခလက္ခဏာဆိုတာကြတော့ဟောအစင်မြင့်သွားပြီဒီယုံနံတို့ရဲ့ဖြစ်စဉ်အနိစ္စသဘောတွေကိုသိပါမြင်ပါများလာလို့ဘဝကအကောင်းမဟုတ်ဘူးပဲလောကကအကောင်းမဟုတ်ဘူးပဲလို့ဘဝရဲ့မကောင်းတဲ့သဘာဝကိုသိတာမြင်တာအဲ့ဒါကဘာတော့ဒုက္ခလက္ခဏာယုံနံတို့ရဲ့တဘာဝလက္ခဏာပေါ့နော်ဒုက္ခလက္ခဏာနောက်ဒုက္ခသစ္စာဆိုတာကြတော့မဲ့ဉဏ်ဖြစ်တာလေနော်တကယ်ထွန်းဖောက်ပြီးတော့သိနိုင်တဲ့အမှန်တရားဟုတ်လားတရားကြတော့ဘုံဘုံတို့လည်းပဲလက်တွေ့မရှိတဲ့အတွက်ကြောင့်ပြပြပြင်းမပြောတတ်ဘူးပေါ့နော်အဲ့တော့ဒုက္ခသစ္စာဆိုတာကအရိယာသူတော်စင်တို့မှသာလေပိုင်နိုင်သိသွားကြတာတနည်းအားဖြင့်ဒုက္ခသစ္စာကိုပိုင်နိုင်သိရင်အဲ့ဒါအရိယာဖြစ်သွားတာပဲဟုတ်လားအဲ့တော့ဒုက္ခဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့နားလည်ကြရမှာပါတော့ဒုက္ခဝေဒနာဒုက္ခလက္ခဏာဒုက္ခသစ္စာဒုက္ခဝေဒနာဆိုတာလည်းပဲတခါတလေပုဂ္ဂိုလ်တ attva အနေနဲ့ပဲတချို့ကသိနေကြတာဝေဒနာတက်အနေနဲ့သိဖို့ဆိုတာသတိပဋ္ဌာန်တရားအထုံးမှဟုတ်လားနောက်ကဒုက္ခလက္ခဏာဆိုတာကိုသိဖို့ကြတော့ဒါဝိပဿနာဉာဏ်ရင့်တန်မှဒုက္ခလက္ခဏာကိုသိနိုင်တာဒုက္ခသစ္စာကိုသိဖို့ကြတော့မဲ့ဉာဏ်ဘုံဉာဏ်ရမှသိနိုင်တာဟုတ်လားအဲ့လိုလောကရဲ့မကောင်းမွန်တဲ့သဘာဝ